တားရေချင်းတွင်းရေတားလေးဒီနေ့လေးနှစ်ပြည့်ပြီနော်အဘဒီနေ့တားကိုပေးချင်တဲ့လက်ဆောင်ကစားစရာမဟုတ်ဘူးတားကြီးပြင်းလာတဲ့အခါလူလောကအလယ်မှာခိုင်ခိုင်မာမာရပ်တည်နိုင်မဲ့နားလည်မှုဆိုတဲ့အသည့်တရားလေးကိုလက်ဆောင်ပေးခြင်းနဲ့တားလေးလိုပဲအဘတို့လူသားတွေဟာတခါတလေစိတ်ခံစားချက်နောက်ကိုပဲလိုက်တတ်ကြတယ်။အုံနောက်ရဲ့ရှေးဥပီသားဖြစ်တဲ့စိတ်လှုပ်ရှားမှုတွေကစင်ကျင်တုံတရားတွေကိုလွှမ်းမိုးသွားတတ်တာသဘာဝပါပဲ။ဒါပေမဲ့တားကိုအပားမျက်နှိုးတာကတားရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုပဲတားကြီးလာတဲ့အခါမှာစိတ်လိုက်မှန်ပါမလုပ်ဖဲအရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့စင်ကျင်တုံတရားရှိရှိကြည်တတ်တဲ့သူမြင်တတ်တဲ့သူဖြစ်စေခြင်းနဲ့အဘရဲ့အခုစီဒီစေကန်းတွေကတံမြာနဲ့တင်းတင်းလေးနဲ့စောင်းတဲ့ငိမ့်ငိမ့်လေးကလူတွေရဲ့စိတ်ကိုအလိုလျောက်အေးချမ်းသွားစေသလိုတားရဲ့စိတ်ကိုလည်းအမြဲအေးချမ်းအောင်ထားပါတားသိလားလူတွေဟာတခါတလေသူတို့ဖြစ်ချင်တာထက်သူတစ်ပါးအမြင်မှာကောင်းအောင်ဟန်ဆောင်တတ်ကြတယ်လူတွေရဲ့အုံနောက်ကတောက်ပတဲ့အရာတွေအပေါ်ယံပုံရိပ်တွေကိုပဲမြင်လွယ်တာကြောင့်မလို့လူတွေကအဲ့ဒီတိုင်းဟန်ဆောင်ပြကျင်တတ်ကြတာပါဒါပေမဲ့အပားရှိမှာတော့တားဟာအမြဲတမ်းတားအစ်စ်ပဲဖြစ်နေပေးပါတားရဲ့အားနည်းချက်အားသာချက်အားလုံးကိုအပားကအကျွမ်းမဲ့လက်ခံထားပြီးသားပါတားရဲ့မပြောင်းလဲတဲ့ပင်ကိုယ်စီရိုက်ဟာအပားအတွက်တော့တန်ဖိုးရှိဆုံးအလားတရားပဲလောကကြီးမှာလူတွေကတယောက်နဲ့တယောက်အထင်လွဲတာတွေပြိုင်ဆိုင်တာတွေရှိနိုင်တာပဲဒါပေမဲ့တားကိုအပားတင်ပေးချင်တာကျင်နာခြင်းနဲ့ကိုချင်းစာစိတ်ပဲသူတစ်ပါးရဲ့နေရာမှာဝန်ခံစားကြည့်တတ်တဲ့စာနာစိတ်ကိုချင်းစာစိတ်သာရှိရင်ပြီးတော့သူတစ်ပါးကိုသာကျင်နာတတ်ခဲ့ရင်တားဟာဘယ်နေရာရောက်ရောက်လူတွေရဲ့နှလုံးသားကိုအလိုလျောက်သိမ်းကျုံယူနိုင်တဲ့သူဖြစ်လာမှာပါဒါဟာတားအတွက်အကောင်းဆုံးအကာအကွယ်ပဲအကောင်းဆုံးလက်နက်ပဲတားလေးကြီးပြင်းလာရင်နဲ့တနေ့မှာတော့ကိုခြေထောက်ပေါ်ကိုရက်တည်ရမှာပဲအဲ့ဒီအခါကိုယုံကြည်မှုရှိပါဒါပေမဲ့မာနတော့မထားပါနဲ့လူတွေရဲ့ယုံကြည်မှုကိုရဖို့ဆိုတာစကားလုံးတွေထက်လုပ်ရက်တွေကပိုအရေးကြီးတယ်ဆိုတာတားသတိရပါတားမှရှိတဲ့စွမ်းရည်တွေကိုလောကကြီးအတွက်အကျိုးရှိအောင်အသုံးချပါအဘသားကိုချစ်တာမျက်နှိုးတာတွေကစကားလုံးတွေထက်ပိုပါတယ်တားရဲ့ဘဝခီးလမ်းမှာအဘဟာတားရဲ့အရေးဖြစ်အမြဲရှိနေမှာပါတားလေးရဲ့၄နှစ်ပြည့်မှာလောကကြီးကိုနားလည်ပြီးကျင်နာတတ်တဲ့စိတ်သက်ခိုင်မာတဲ့လူသားတစ်ယောက်အဖြစ်ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာပါစေလို့အဘဆုတောင်းပါတယ်တားရဲ့